ဘယ်အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ချက်ပြခြင်းတဲ့ဟင်းလေးရဆိုလို့ရှိရင်ခန်းသီးနဲ့လေးကိုပစုံချောင်းနဲ့ဘယ်လိုချက်ပြမလဲဆိုတဲ့ဟင်းလေးဖြစ်ပါတယ်အရင်ဦးဆုံးကျွန်တော်တို့ကထောင်းထားတဲ့ငရုတ်သီးစိမ်းငရုတ်သီးထောင်းလေးကိုအရင်ဆုံးကျွန်တော်တို့ကစီတက်ပေးရမှာဖြစ်ပါတယ်ပေါ့နော်စီကိုကျွန်တော်တို့ကနုံးနေအောင်တက်ပေးရမှာဖြစ်ပါတယ်ပေါ့နော်နှံ့နေအောင်မှွေပြီးတော့ကျွန်တော်တို့ကစီကျွန်တော်ထောင်းထားတဲ့ငရုတ်သီးအလုံးကိုနှံ့နေအောင်စီတက်ပေးရမှာဖြစ်ပါတယ်စီတက်လာပြီဆိုရင်ကျွန်တော်တို့ကခန်းသီးလေးကိုထည့်ပေးလိုက်မယ်နော်ခန်းသီးလေးကိုကျွန်တော်တို့ကလေးစိမ့်ဆင်ပြီးလို့ရင်ခုလိုမျိုးခန်းသီးလေးနဲ့ခုနကစီတက်တဲ့ငရုတ်သီးလေးအလုံးကိုရောမှွေပြီးတော့မှွေပေးရမှာဖြစ်ပါတယ်နှံ့နေအောင်မှွေပေးလိုက်ပါနော်ခန်းသီးလေးတွေအလုံးနုံးတဲ့ဒီကိုမှွေပေးလိုက်ပါနော်တကယ်ကိုရတာရှိတဲ့ဟင်းကောင်းတစ်ခွက်ပါနော်ခန်းသီးနဲ့တကယ်ကိုစားလို့ကောင်းတဲ့မေးစီတဲ့ဟင်းတစ်ခွက်ပါနော်နှံ့နေအောင်မှွေပေးလိုက်ပါပြီးရင်ကျွန်တော်တို့ကဟင်းကြိုက်မွေးကြိုက်နေဖြစ်တဲ့ငှက်ပြားကြီးချုံမုတ်စာငငယ်ကိုထည့်ပေးရမှာမယ်နော်ချုံမုတ်ထည့်မယ်ပြီးကျွန်တော်တို့ကစားထည့်မယ်နော်ပြီးရွာရင်ကမွေးကြိုက်အလုံးကိုထည့်မယ်ပြီးရင်တော့အလုံးပြန်မှွေပေးလိုက်ပါတော့ခုနကကျွန်တော်တို့ထည့်ထားတဲ့ချုံမုတ်စာငှက်ပြားကြီးအလုံးကိုနှံ့နေအောင်မှွေပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ကရေနှဲငယ်ထည့်ပြီးတော့ခုလိုမျိုးလေးလုံးတင်ပြီးလိုက်မှဖြစ်ပါတယ်ပေါ့နော်ရေတည်ပြီးတော့ခုလိုမျိုးစူပတ်လာပြီဆိုလို့ရှိရင်เนาะတကယ်ကိုရတာရှိရှိနဲ့စားလို့တကယ်ကောင်းတယ်အဲ့ဒီနဲ့ဟင်းတစ်ခွက်ရပါပြီခင်ဗျာ